မိန်းကလေးတယောက်ကျောင်းဝင်းတဲကိုကိုလုံးတီးကြီးနဲ့အေးဆေးဆေးလမ်းလျှောက်ဝင်လာတယ်ဟာဘေးကလူတွေကတော့အန်အော်တကြီးနဲ့ကြည်နေကြတာပေါ့တချို့ဆိုထိတ်လန့်ပြီးမိတောင်လဲတော့ကြတယ်ဒါပေမဲ့သူကတော့ဂယုမဆိုင်ဘူးပြုံးပြုံးလေးပဲဘာလို့လဲဆိုတော့သူက time loop အချင်းဆက်ဝိုင်းထဲမှာပိတ်မိနေလို့လေသူ့မှာထူးဆန်းတဲ့ကံကြမ္မာတစ်ခုရှိတယ်အဲ့ဒါကတော့သူ့မွေးနေ့ရောက်တိုင်းညဘက်ကျရင်မျက်နှာဖုံးဆွတ်ထားတဲ့လူတသမားတိလောက်ကသူ့ကိုနီးမျိုးစုံနဲ့လာတတ်တာပဲအသက်ခံရပြီးတိုင်းလဲသူ့မွေးနေ့မနဲ့ခင်းမှာပဲပြန်နိုးလာတတ်တယ်ဒီတန်တရားကနေလွတ်အောင်သူအမျိုးမျိုးကြိုးစားခဲ့သေးတယ်လူတသမားကိုပြန်ပြီးချောင်းပန်းကိုကြိုးစားရင်းလည်းတောင်သူတငယ်ချင်းကိုမှားပြီးရိုက်မိသေးတယ်ဒါပေမဲ့တခုရှိတာကသူကအချင်းတွေဘလောက်ပဲနှောင်းပြန်ဆိုးဆိုသူ့ခန္ဓာကိုယ်ကဒဏ်ရာတွေကတော့မပြောက်သွားဘူးသူတနေ့တခြားပူပြီးအားအင်းနေချိနေလာတယ်နောက်ဆုံးတစ်ခါမှာတော့ဈေးရုံရောက်သွားပြီးစစ်ကြည့်လိုက်တော့မှသူ့ကိုယ်ထဲမှာတေလောက်တဲ့ဒဏ်ရာတွေအများကြီးရှိနေတာကိုတွေ့လိုက်ရတယ်ဆရာဝန်တွေတောင်အငိုးနေကြတာဈေးရုံကနေသူထွက်ပြေးဖို့ကြိုးစားရင်းနဲ့လူသက်သမားကဆရာဝန်ကိုမှတတ်ပစ်လိုက်တယ်သူလဲကားတစ်စီးထဲခုံဝင်ပြီးအသေးအတန်မောင်းပြေးကြရတယ်နောက်ဆုံးတော့လွတ်ပြီဆိုပြီးအော်ဟစ်ဖြိုကားနေတော့မှပဲရဲကသူ့ကိုအရှိန်ပြင်းလို့ဆိုပြီးတားလိုက်တော့သူကရဲကိုအကျိုးအကြောင်းတွေအကုန်ပြောပြပြီးမိရဲကတော့သူစေးကြောင်နေတယ်ပဲထင်တာပေါ့ဒါနဲ့ပဲသူ့ကိုဖမ်းပြီးကားနောက်ခဲနဲ့ထိတ်လိုက်တယ်အဲ့ဒီမှာတင်သူထက်ပြီးထိတ်လန့်သွားရတာကအဲ့ဒီရဲကားကြီးကိုကားတစ်စီးကအရှိန်နဲ့လာတိုင်ပြီးမီးဝီလောင်သွားတာပဲကားတကားကလည်းဖွင့်မရလက်ထိတ်ကလည်းခတ်ထားရတော့သူဘာမှလုပ်လို့မရတော့ဘူးအဲ့ဒီအချိန်မှာပဲမျက်နှာဖုံးဆွထားတဲ့လူသက်သမားကမွေးနေ့ကိတ်မှာထွန်းတဲ့ဖျောင်းတိုင်လေးတိုင်ကိုကားကယူနေတဲ့ဓာတ်စီတွေကိုဖစ်ချလိုက်တယ်ဘုံဆိုတဲ့အတန်ကြီးနဲ့သူကားကြီးပောက်ကွဲသွားပြီးသူထပ်သေးသွားပြန်ရောဒါပေမဲ့ခဏကြာမှတော့သူထုံးစံအတိုင်းပဲသူ့ရဲ့မွေးနေ့မနေ့ကမှပြန်ပြီးနိုးလာခဲ့ပြန်တယ်